လန်းအစမှာပဲဂျပန်စစ်ဗိုလ်နဲ့အဖွဲ့ဟာအဆုံးစွန်သောရုပ်မာမှုကိုကျူးလွန်ပါတယ်။သူတို့ကတပ်တွေမပြနိုင်ပဲအမေရိကန်စပန်တို့ဆွဆွဲထားတဲ့ကျောင်းဆရာတယောက်ကိုချုပ်နှောင်ထားပြီးပါဇက်အတွင်းကိုလည်းအဝတ်တွေဆူထားကြပါတယ်။ရှင်းတော့မှာတော့ကျောင်းဆရာရဲ့ဇနီးကိုအခန်းအတွင်းသို့ဆွဲခေါ်သွားပြီးအဲ့ဒါမှပြုကျင့်ကြပါတယ်။ပထမဆုံးဂျပန်စစ်ဗိုလ်ကဝင်ခဲ့ပြီး3 မိနစ်အကြာမှာအခန်းမှထွက်လာကကျောင်းဆရာရဲ့တပည့်ကိုအတွင်းသို့ဝင်ပြီးသူ့ဆရာမိမကိုအထမကြည့်ရန်အမိန်ပေးပါတယ်။တပည့်ပြသူကမဝင်ချင်ကြောင်းရင်းဆန်ပြပဲဂျပန်အရာရှိကတနက်ကိုထိုးပြီးထိရောက်တာကြောင့်လူကလည်းမတက်တာတဲ့အခြေအနေမှာအခန်းထဲကိုဝင်ခဲ့ရပါတယ်။ခဏအကြာမှာပဲလူကပြန်ထွက်လာခဲ့ပြီးပုံပြက်နေတဲ့လူကရဲ့ပုံကိုကြည့်ပြီးဂျပန်စစ်သားတွေကသဘောကျပြီးရေပေါ်နေခဲ့ပါတယ်။ရှင်းတော့မှာတော့နောက်ဆုံးကြံရှိတဲ့ဂျပန်အရာရှိကအခန်းထဲကိုအချိန်တော်တော်ကြာအောင်ဝင်သွားခဲ့ပြန်ပါလေသူတို့အခန်းရှိမှာချုပ်တော်ချင်းခံခဲ့ရတဲ့လူဟာမိမဖြစ်သူကိုသစိမ်းကြောက်ကြတော့ကသူ့မျက်စိရှိမှာအလိုမတူပဲအထမပြုတ်ကြည့်နေတာကိုရှင်သာနာနဲ့ကြည့်နေခဲ့ရပါတယ်မကြခင်မှာပဲဒဏ်ရာတကြံများစွာနဲ့မိမဖြစ်သူပေါ်လာခဲ့ပြီးသူ့ကိုနောက်ဆုံးအုပ်ထည်တဲ့တစ်ချက်ကြည့်ပြီးအဆက်နဲ့အသက်ကိုလဲသွားခဲ့ပါတယ်ရင်းပစ္စည်းတွေပြဆုံးသွားတဲ့တောင်ဂျပန်အရာကြီးကသူ့ကိုအချုပ်အနှောင်ကနေလှုပ်ပေးလိုက်ပါတယ်သူကလှုပ်ချင်းသူမိမရှိရတောက်ကိုပြစ်စင်သွားခဲ့ပါတယ်ရင်းနောက်မှာတော့သူမိမရဲ့ယုံနောက်ကိုပါရင်ဒီလူတွေကိုကျိတ်တေပေါက်ကြဲစားခြေပေးမယ်လို့ကတိပြုလိုက်ပါတယ်နောက်တစ်နေ့မှာတော့ရင်းပစ္စည်းမှာပါဝင်တဲ့ဂျပန်စစ်သားဟာထူးဆန်းတဲ့အပြုတ်မှုရှိရာကိုသူကပတိထားမိလိုက်ပါတယ်ဒါကတော့ဒီစစ်သားဟာလမ်းလျှောက်တိုင်းရေမြောင်းဖုံးကိုမြင်နှစ်ကြိမ်ချိန်ပြကန်လေးချီတာပါကျောင်းဆရာကဒါကသူ့ကိုလုတ်ပြဖို့အကောင်တို့အခွေးလို့အကြံရသွားခဲ့ပါတယ်သူတို့ဟာရေမြောင်းအောက်မှာအလွန်ချွတ်တတ်တဲ့တန်ချောင်းတွေကိုတွားရောက်ဆိုင်ထားခဲ့ပြီးတန်ရေမြောင်းအဖုံးနေရာမှာခွဲမရအောင်တူတဲ့စက်ကူနဲ့ပြုလုပ်ထားတဲ့ရေမြောင်းဖုံးအတုကိုရှိုးဝတ်စာထားလိုက်ပါတယ်သူတို့ကရေမြောင်းဖုံးအတုပတ်လဲပါလေတံတန်တို့တရုတ်တူအောင်တဲရီတော်ဖြန်ထားလိုက်ပါသေးတယ်မကြခင်မှာပဲဂျပန်စစ်သားကအဲ့ဒီရကိုရောက်ကြည့်လာခဲ့ပြီးသူ့ရဲ့ဝတီအတိုင်းရေမြောင်းဖုံးကိုဖက်နဲ့နေကြည့်ချိန်မှာတော့မြောင်းထဲကိုတွန်ကြကအထဲမှာစိုက်ထားတဲ့တန်ချိုးတွေအကြားနားကားသွားခဲ့ပါတယ်ရင်းနောက်မှာတော့သူတို့ဟာရေမြောင်းဖုံးအစ်စ်ကိုပြတ်တက်ပြီးတဲတို့ကမကြံအောင်ပြုလုပ်နိုင်ခဲ့ပါတယ်သူတို့ရဲ့နောက်တဲ့ပြစ်ပတ်ကတော့သူ့တပည့်ကျောင်းသားပါသူကဒီပြစ်စင်မှာအတင်းအကျပ်ဖိအားပေးလို့ပါဝင်ခဲ့ရတာဖြစ်ပေမဲ့နောက်ပိုင်းမှာတော့ထိုလူတွေကဂျပန်စစ်တပ်နဲ့ပေါင်းပြီးကိုရီးယားသားများစွာကိုသွေးပြေကြောင်းပြုလုပ်ခဲ့လို့ပါဆရာသူ့တပည့်ကိုအခင်းဖြစ်ရနေရာကိုညအချိန်မှာတစ်ဖက်နဲ့ခေါ်လိုက်ပြီးသူရောက်လာချိန်မှာတော့လွန်ခဲ့တဲ့ကာလတွေကသူရေရဲတိုးချပြီးတေချောင်းကြံခဲ့တဲ့ကိုဝင်းကြီးနဲ့သူကြီးစားရဲ့ဝိညာဉ်ကိုကြောက်လန့်ဝယ်ရမြင်လိုက်ရပါတယ်အမှန်တော့သွေးစားကသူ့ဆရာရဲ့ကယ်တင်ပေးမှုကြောင့်မတည်ခဲ့ပါဘူးကြောက်လန့်နေတဲ့လူတွေဟာနောက်ဖက်နန်းကိုတစ်ဖေးဖေးဆုံရင်နန်းရန်ကပြုတ်ကျသွားလို့အမြင့်ကနေပြုတ်ကျကကွယ်လွန်သွားခဲ့ပါတယ်ဒီလိုအုပ်ရရဲ့အလွယ်လေးပူကြအောင်လဲသူတို့လူစုကကြိုတင်ပြုလုပ်ထားကြတာပါကျောင်းဆရာဟာလူတစ်ယောက်ကိုလက်တယ်မပေါ်အောင်ဖျောက်ဖျက်ပြီးတဲ့နောက်သူ့ရဲ့အဖြစ်တွေကိုနောက်ဆုံးသူရှင်းရမယ်ဂျပန်အရာရှိထံသွားကဝန်ခံခဲ့ပါတယ်သူကအဖြစ်သားအနေနဲ့ကိုပါနေကိုဂျီတစ်တေပြရစီလို့လဲတောင်းဆိုရမှာဂျပန်အရာရှိကလက်ခံခဲ့ပါတယ်ရင်းတော့မှာတော့သူကအန်ဒီကရေဘူးကန်တဲ့ကိုခုံဆင်းသွားပါတယ်သူဟာရင်းမတိုင်ခင်ကရေအောက်မှာမိနစ်ပေါင်းများစွာနေနိုင်ဖို့လေ့ကျင့်ထားသူပါဒါ့အပြင်သူဟာဂျပန်အရာရှိရုံးဆိုင်ရာလှိုင်သောအတွင်းမှာများစွာသောချိန်ကိုင်ဘုံတွေကိုထောင်ထားပါသေးတယ်သူရေအောက်ကိုရောက်တာနဲ့ဘုံတွေပေါက်ကွဲသွားခဲ့ပြီးမြေပြင်မှာရှိတဲ့မြတ်သက်ရှိအလုံးလောင်တိုက်သူကြီးခံခဲ့ရပါတယ်အဆုံးမှာရေအောက်မှာရှိတဲ့တူတူပဲအသက်ရှင်ကြခဲ့ပြီးသူ့ရဲ့လက်စားချေမှုကပြီးဆုံးသွားပါတော့တယ်